Hello မင်္ဂလာပါရှင်သမီးတို့ကတော့လိမ္မာရီကြီးရဲ့ Howish Lani လိုက်တာယာ1008 Online School ကချုံမခံညာရဲ့ Grade 7ရဲ့ဆရာများကိုဦးထိပ်ထားလျက်ပညာကိုအကောင်းဆုံးစူးစမ်းပြီးတည်လွယ်တက်လွယ်တဲ့ DIOS အဖွဲ့ပဲဖြစ်ပါရဲ့ရှင့်ဒီနေ့မှာတော့သမီးတို့ကအနန္တောအနန္ဒခိုင်ဝေဒုတိယမိဘများဖြစ်တဲ့ဆရာဆရာမများကိုအောက်မေ့ချစ်ခင်လေးစားခြင်းနဲ့အတူသတ်မှတ်ထားရဲ့ဆရာဆရာမများနေမှာဆရာဆရာမတို့ကိုလေးစားခြင်းဖြင့်ပြဿနာလေးတစ်ပုဒ်လုပ်သွားမှာဖြစ်ပါရဲ့ရှင့်ပါဝင်သူများကတော့ G7003 G7011 G7012 G7014 G7018 G7020 G7021 G7035 တို့ပဲဖြစ်ပါရဲ့ရှင့်ဒါဆိုရင်ပြဿနာလေးကိုတွားလိုက်ကြတာပေါ့ရှင်ဒီကျောင်းထဲမှာပို့တော့တာအစရောပြေပါမလားတီချက်တွေပြောနေမယ်နော်အစ်စေးပေါ်ရည်ရဲ့ဘယ်မှမတိပါဘူးအေးစီလုံးမနေနဲ့ကလေးရရဲ့တို့တော့လက်နေနော်ဘကူပါနဲ့ထားရဲ့နေတော့ဒီမှာဘာလုပ်နေကြရလဲတီချက်ကြီးတီချက်စပယ်သူတို့တော့ရောတီချက်ရုံကနေခေါ်ခဲ့ပေးပါဟုတ်ကဲ့တီချက်ညီမလိုက်ခင်မယ်နော်ကလေးရဘယ်လိုလုပ်မှာလဲအစ်စေးပါထားရဲ့ကဲပြောကြပါဦးဘလို့ဖြစ်ရတော့ယောက်ျားလေးတွေမထိရပဲမိန်းကလေးတွေကိုထိနေရတာပြောစမ်းဘယ်သူဒီကိစ္စကိုစရလဲကလေးအားစတာဒီချိန်နမ်းမြက်ကလေးကမင်းတက်ရဲလာကြည်လားမိန်းကလေးဖြစ်ပြီးတော့တီချယ်ကလေးကိုပဲမပြောပါနဲ့သမီးတို့လည်းပါပါလေတီချယ်ဟုတ်တယ်ချဲသမီးတို့လည်းပါပါတယ်ဟုတ်ပြီလေဒါဆိုလဲ3ယောက်လုံးအပြစ်ပေးရတာပေါ့မင်းတို့ကြောင်းဆောင်တွေအကုန်လုံးတက်ရှင်းလောက်ရမယ်ပြီးတော့မင်းတို့ဒီလောက်ကိုထပ်မလုပ်တော့ဘူးလို့ကတိပေးပါနောက်တစ်ခါဆိုရင်တော့မိဘခေါ်မယ်ဟုတ်ကဲ့ပါချယ်ရှယ်ဒီနဲ့ထားငါဒီနေ့အတွက်နည်းနည်းယူလာတာတောက်ကြမလားတော်ပြီကလေးရရဲ့အရင်ဘက်ကကိစ္စကြောင့်မမအခုထိဆူနေတော့အေးတို့ကိုရောပဲကလေးရရဲ့တို့တွေလည်းသွားချာရှိရဲ့သွားတော့မယ်နော်ကြောက်တိုင်ကောဟဲ့တွားတို့ပဲတော့တော့မယ်ဟေးဒီမဲ့ကြောင်းစင်းနဲ့ကြားနေပြီဘာလုပ်နေတော့ချဲနမ်းမြက်ကလေးอ่ะမင်းလောက်ပြန်ပြီလားတီချာမင်းကိုဘာပြောတာလဲမင်းကိုမိဘခေါ်ရမယ်ဘာနဲ့မှကွဲနေတာပါနောက်မိမနဲ့လေဒီချဲခေါ်ချင်တဲ့သူခေါ်ပါ2ယောက်လုံးခေါ်မယ်ဘာလို့ခေါ်ရလဲဗျဖြစ်တရှိရင်သမီးကိစ္စပါဖြစ်ကြတယ်ဒီလိုပါကလေးကအเจ้าမှာ pop တွေလည်းတောက်တယ် drug တွေတော့ကျမတို့ပြောလဲဘလို့မှမရအောင်ဒီကိစ္စကိုမိဘတွေသိစေချင်တာပါပြီးတော့ခံဝင်လဲထိုးခိုင်းရင်တော့ပါဟုတ်ကဲ့ပါတီရွှေကျမထိုးပေးပါမယ်ဟုတ်ပါပြီရှင်ကလေးကိုခဏလောက်ထားခဲ့ပြီးလက်မှတ်ထိုးပြီးရင်ထွက်လို့ရပါပြီဒီချိန်ကျဲခိုင်တာဘာကြောင့်လဲမင်းလွန်နေပြီတော့နမ်းမြက်ကလေးကမင်းเจ้าနာမည်ကိုသိခါချတာများနေပြီမင်းလည်းထုတ်စမ်းဒါနောက်ဆုံးအချိန်ဖြစ်ပါစေနမ်းမြက်ကလေးကမင်းသွားတော့ကောရှင်တက်တီငါသမီးကိုငါပြောစရာရှိတယ်ပြောမယ်အေးငါဒီမှာစောင့်နေမယ်နန်းຫນွေနေထိုက်ခလေးကိုတော့မဟုတ်တာမသိမင်းနဲ့မင်းဟိုချင်းငါမမရှိဘူးငါသမီးကိုငါပြောစရာရှိတယ်ပြောမယ်သမီးနင်ဘယ်လိုဖြစ်တာလဲနမ်းမြက်ကလေးမင်းဟိုရောက်ကရကြောက်တဲ့ဒရင်တော့မဖြစ်သေးဘူးနော်မမီကဒီချက်စကားပဲယုံလားမလားသမီးဒီလိုဖြစ်အောင်ဘယ်သူလောက်တာလဲဒီမှာရက်လိုက်တော့နမ်းမြက်ကလေးမင်းဒီပုံစံနဲ့မင်းဖေးရှိမှပဲလုပ်လို့ရမယ်ဒါဆိုလဲတွားပြီနမ်းမြက်ကလေးကမင်းထက်လို့ပြန်ပြီလားငါမင်းဒီလောက်ပြောခဲ့တာကိုမင်းကထက်လို့ရဲပေါ့ဒီချက်စပဲကျောင်းသားတွေကုန်လူစုပေးပါဟုတ်ကဲ့ဒီချိန်ကျောင်းသူကျောင်းသားတွေအကုန်ဒီမဲ့ကြည့်တာကျောင်းထဲမှာ pop နဲ့ drug သုံးတဲ့သူတွေကိုဘယ်လိုပြစ်ပေးမလဲဆိုတာ
နမ်းမြက်ကလေးကလည်းဒီကိစ္စကိုဆက်လုပ်ရင်ဒီထက်ဆိုးမယ် ကိုဟာကိုနေနေအောင်လိုက်စိုးမိုးနေရယ် ကလေးရရဲ့ထားလိုက်တော့ အေးလေကလေးရရဲ့တီချယ်ကထားပဲပြည့်စီချလို့နေမှာပါ ဘာတော့မကြည့်နဲ့ဟိုတစ်ခုပြန်လို့ရမှာကိုကြည့်နေမယ် ကျောင်းသားကျောင်းသူများဆရာဆရာမများရှင်ခမ်းမရန်လာရင်ဆရာမကြီးကအတိပေးအပ်ပါတယ် ဆီယမကြီးကဘာပြောမှလည်းမသိဘူးစိတ်ရှုပ်ပါလေဆိုမှ ထားလိုက်ပါကလေးရရဲ့လာတော့မေမတော်မှပြဿနာတက်နေမယ် နော် ဒီချာကြီးဒီနေ့ကလေးကိုခေါ်လိုက်ရခြင်းကတော့ကလေးကိုပြောချင်တာရှိလို့ပါအဲ့ဒါကဒီချာကြီးနေเจ้าတောင်းကြတာကြောင့်သွားရမှာမလို့ပါရှင် ဟဲ့တီချယ်ရလည်းချက်ချင်းရဲ့ငိုးချင်လာပြီ သူ့ဟာသူပြောင်းလာငါတို့လည်းမဆိုင်ဘူးထားလိုက်ပါဟဲ့ချောင်းရတိတ်ဆိုးကတက်ထွက်မလို့ပဲစိတ်ညစ်တယ်အပါတမီတောက်နေရတွေအပါစိလေမင်းမတောက်ရှင်တော့စိတ်ပြက်စရာကြီးတက်ရှူလို့လည်းမဟုတ်အောင် သမီးဘဝသမီးကိုပြောကြရှိတယ်သမီးမှာအဆုံးကဲစားဒုတိယအစင်းနဲ့ဆရာကြီးပြောတော့သမီးပေါ့တွေထရက်နီတုံးတာများလို့တဲ့ အစုပ်ကင်စားအဆင့်နဲ့ဒါဆိုတမီးကတီလူပဲပေါ့နော်ပါ ပပကင်းနိုင်အောင်ကဲပေးပါမယ်သမီးရဲ့ပပတီချာပြောရေးပါပတ်စံနေဘလောက်ကုန်ကိုဝေးပါမယ် ကြောပါပါတမီးကတီလူဖြစ်နေပဲတမီးကိုဒီချက်တော့ခဏလာမြစ်ကိုခေါ်ပေးပါပါရဲ့တမီးဒီချက်ကိုတောင်းမယ်ချင်နေပါဒီချက်ပြောလာတာတမီးနားထောင်ခင်အခုလိုမဖြစ်ဘူးပါ ဘာဖြစ်လို့လဲမသမီးကိုဘာလုပ်ပေးရမလဲ 你有钱跟男朋友告别，你ထောင်းမဲ့ချင်လို့ချစ်ဦးလေ你ဒီချက်စကားနားထောင်ကိုမဖြစ်ဘူး အေးပါသမီးရဲ့မခေါ်ပေးမယ်နော်သမီး မချရလာမလားလာမယ်လားမီးမောမလားမပြောလေမ တီချာစပယ်ပြောတာတီချာကြီးကအဆုံးသွားတဲ့တစ်နှစ်ကျော်ပြီးတဲ့တီချာကြီးတောင်းဝန်ပြောင်းတာဆေးဘင်းနဲ့နေဖြစ်နေတော့ဘုံမှန်ပြီးဆုံးသွားတာတဲ့သမီး ချရဆုံးတာတစ်ထောင်ကျော်ပြီးရလားချက်တော့ဆုံးအောင်နေအောင်မလေးဘာလို့ဆုံးတာလဲဘာလို့လဲပြောခေါ်ပြီးတောင်းမရမယ်ချေပြီးကျန်တဲ့လည်းစင်မြောင်နေရမယ်ချေကြိုက်တာလည်းလောဝဲနေပါမယ်ပြောခေါ်ပြီးပြောခေါ်ပြီးဒီပါအစီမြောင်နေကြပါပြီးသွားပြီ သမီးအဲ့လိုမျိုးကောင်းလေဆရာဦးလေးကကြပါအောင်ကျမသမီးလေးဘာဖြစ်သွားလဲမသိဘူးကြကြပါအောင်ရှင်ကြပါအောင် စိတ်မကောင်းပါဘူးခလေးကနှလုံးသွေးကြောရက်ပြီးတော့ဆုံးသွားပါပြီ သမီးတကယ်ဟိုသမီးဆီယာမနာလိုက်သွားပြီလားသမီးရဲ့ ကလေးဟာတာဒီချက်စကားနားထောင်ခဲ့ဒီချက်တာနေပြောင်းမချခဲ့ဒီလိုဖြစ်ပါတော့ဘူးထားရဲ့ ဒီဘောမှာပေးဆက်စရာရှိလို့ဒီဘောမှာပေးဆက်ရရပဲမှတ်ပါရည်ရဲ့နောင်သားတွေတော့ကလေးကလည်းမဖြစ်စေချင်ဘူး သမီးတို့ရဲ့ပြားဆက်လေးကိုအစုံထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်အမားများရှိတော်၎င်းလိုအပ်ချက်များရှိတော်၎င်းကိုညီပြောပြပေးနိုင်ပါတယ်ရှင် Thanks for watching. Bye bye.